ဒီနေ့တော့ကျွန်တော်တို့ iSport အနေနဲ့မြန်မာလိထိပ်သီးအသင်းနှစ်သင်းရဲ့တွဲဆုံပွဲဖြစ်တဲ့ရန်ကုန်နဲ့ရှမ်းအသင်းရဲ့ပွဲစဉ်ကိုတင်သွားယူမှာပါဒီပွဲကရန်ကုန်အသင်းရဲ့အိမ်ကွင်း YUSC မှာကစားမှာဖြစ်ပြီးတော့ပွဲမစခင်တည်းကနှစ်ဖက်အသင်းပရိသတ်တွေကွင်းလုံးပြည့်လာရောက်အားပေးတာကိုတွေ့ရပါတယ်ပရိသတ်တွေကကွင်းအတွင်းထိုင်ကုန်နေတော့မလုံလောက်တော့လို့ကွင်းပတ်လည်မှာမတ်တက်ရက်အားပေးခဲ့ကြသလိုကားခေါင်မိုးတွေပေါ်တက်ပြီးအားပေးခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်2009-2011နောက်ပိုင်းရန်ကုန်မှာမြန်မာလိရဲ့ပွဲတင်တစ်ပွဲကိုဒီလိုမျိုးပရိသတ်ကွင်းလုံးပြည့်လာအားပေးတာမျိုးမတွေ့ရတာကြာပြီဖြစ်လို့ဒီပွဲကပရိသတ်အားပေးမှုအများဆုံးပွဲတစ်ပွဲလို့ပြောလို့ရပါတယ်ပွဲရတော့ပွဲကောင်းတစ်ပွဲဖြစ်တဲ့အပြင်ချန်ပီယံကိုစိန်ခေါ်မဲ့အဓိကပွဲတင်တစ်ပွဲလည်းဖြစ်လို့နှစ်ဖက်အသင်းပရိသတ်တွေတခဲနဲ့လာအားပေးကြတာပဲဖြစ်ပါတယ်ဒီပွဲမှာရန်ကုန်အသင်းကအဓိကကစားသမားမောင်မောင်လွင်ဇော်ဝင်းသိန်းရင်တာတို့အစရှိတဲ့ကစားသမားတွေပါဝင်ခဲ့သလိုရှမ်းကလည်းအသင်းကောင်းဆောင်နန္ဒကျော်မြက်ကောင်းခန့်မဆာကီတို့နဲ့ပွဲထွက်လာပါတယ်ပွဲစားနဲ့အနိုင်3မှတ်လိုအပ်နေတဲ့အင်ရှင်ရန်ကုန်အသင်းကတိုက်စစ်ဖွင့်ကစားခဲ့ပြီးတော့ရှမ်းအသင်းကတော့ပွဲကိုထိန်းကစားဖို့ကြိုးစားခဲ့ပါတယ်ပထမပိုင်းမှာရန်ကုန်တိုက်စစ်မှုရင်တာတို့ရဲ့ဂိုးဧရိယာအတွင်းအပိုင်ကန်ချက်ကိုရှမ်းအသင်းခံစစ်မှုတွေရှင်းထုတ်နိုင်ခဲ့ပါတယ်ပွဲချိန်30ကျော်မှာတော့ရန်ကုန်ကစားသမားစီညီညီအောင်ဘောလုံးထွက်ဖမ်းရင်နောက်ကျောလေပင်တန်ရာကြောင့်ထန်းစင်နဲ့ထုတ်ပြီးအသင်းစေးကံကိုတန်ပိုးခဲ့ရပါတယ်ဒုတိယပိုင်းမှာတော့အင်ရှင်ရန်ကုန်အသင်းကရှမ်းအသင်းကိုပုံမဖိအားပေးကစားနိုင်ခဲ့ပြီးရှမ်းအသင်းကတော့ကောင်တာနဲ့ပဲအားပြုကစားခဲ့ပါတယ်ပွဲပြီးကန်ဒီမှာတော့ရန်ကုန်တိုက်စစ်မှုမို့ကူဘောလုံးဆွဲပြေးလာတာကိုရှမ်းခံစစ်မှုရဲမင်းသူဖြတ်ထုတ်ပုံကြမ်းတတ်မှုကြောင့်မို့ကူခြေသလုံးကျိုးတန်ရာရပြီးတော့ဆေးရုံကိုတန်းပို့ခဲ့ရပါတယ်ရဲမင်းသူကိုလည်းကွင်းလယ်တိုင်းကအနီးကပ်ပြထုတ်ပေးခဲ့ပါတယ်လက်ကျန်မိနစ်တွေမှာတယောက်သာနေတဲ့ရန်ကုန်အသင်းအနိုင်ကိုရဖို့နှိစက်ခဲ့ပေမဲ့လည်းရှမ်းအသင်းခံစစ်တဲ့ဂိုးသမားတွေကာကွယ်နိုင်ခဲ့လို့ဂိုးမရှိသေးနဲ့သာပြီးဆုံးခဲ့ပါတယ်ဒီပွဲကအကျိတ်နဲ့ရှိခဲ့ပေမဲ့လည်းပွဲချိန်အများစုမှာနှစ်ဖက်ကစားသမားတွေရဲ့ရန်ပွဲနဲ့ပြစ်ဒဏ်ကျူးလွန်မှုတွေကိုသာတွေ့ခဲ့ရတယ်လို့လာရောက်ကြည့်ရှုတဲ့ပရိသတ်တွေကဆိုပါတယ်ဒီပွဲတွေရလက်ကြောင့်ရန်ကုန်အသင်းကလက်ရှိမှာတပွဲပိုကစားရမှတ်45မှတ်နဲ့အမှတ်ပေးစရာကိုဦးဆောင်နေပြီးတော့ရှမ်းအသင်းကတော့တပွဲရောရမှတ်43မှတ်နဲ့ဒုတိယနေရာမှာရပ်တည်နေပါတယ်။ဒါပေမဲ့လည်းရှမ်းအသင်းအနေနဲ့လက်ကျန်ပွဲစဉ်တွေမှာပွဲစဉ်တိုင်းအနိုင်ရခဲ့မယ်ဆိုရင်တော့ချန်ပီယံဆုကိုဆက်လက်ထိန်းသိမ်းနိုင်မှာပဲဖြစ်ပါတယ်။2025-26ဘောလုံးရသည့်ရဲ့မြန်မာလိလက်ကျန်ပွဲစဉ်တွေမှာတော့ရန်ကုန်အသင်းကဟန်တာရီမဟာယူနိုက်တက်ဒဂုံစတာရဲနာဝန်အသင်းတို့နဲ့ကစားဖို့ကြံရှိနေသေးသလိုရှမ်းအသင်းကလည်းလက်ကျန်ပွဲတွေမှာရှာမညာ ISP ရခိုင်ယူနိုက်တက်ဟန်တာရီမဟာယူနိုက်တက်အသင်းတို့နဲ့ကစားရမှာပါဒီနှစ်မြန်မာလိရဲ့လက်ကျန်ပွဲတွေမှာရန်ကုန်အသင်းကပဲလိချန်ပီယံဆုကိုဆွတ်ခူးသွားမလားရှမ်းအသင်းကပဲချန်ပီယံဆုကိုဆက်လက်ထိန်းသိမ်းသွားမလားဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီတစ်ပတ်ရဲ့ Reporter Diary အစီအစဉ်ကိုတော့ဒီမှာပဲဆုံးသက်လိုက်ပါတယ်နောက်တစ်ပတ်ဒီမှာလည်းမြန်မာအားကစားသတင်းတွေကိုပုံမူကောင်းမွန်အောင်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်